ချင်းတွေအိတ်ကတဲ့ထားနူပြောချင်းတွေရောင်းကစားချစ်တော်သူများကိုဝေကနေလွင်ရအထီးချမ်းချင်းကိုခဏမေးထားကြုံတွေ့နေရပြီလောကတန်တရားဒီခံခြင်းကကောင်းစိုးရမဟုတ်လားမာနာမြာခဝါချာကိုချင်းစာမိတဲ့တိုင်းတစ်ပါးရောက်သူများရင်ဆိုင်နေဒီလိုခက်ခဲတွေတော်ရမှာမေးရတဲ့ဘဝတွေညီထွားဖို့အတွက်ခွင့်ရမပေးနိုင်ဘူးလေကိုစီရဲ့ရင်မဆူတောင်းရင်အတူဆုံးမဲ့မိသားစုလေးစီတနေ့တော့ရောက်မေးမှန်ရွယ်လို့ထားသည်အမေအိမ်စီ